အခုလက်ရှိရဲ့ဘယ် AI နေသုံးပြုနေလဲတဲ့ပြီးတော့လုပ်ငန်းအတွက်ဆိုရင်ရောဘယ် AI နေသုံးတယ်လဲအကြံပေးပါဦးတဲ့ Okay ကျွန်တော်အခုလက်ရှိအဓိက main သုံးတာတော့ animation သုံးတယ်ဘာအတွက်လဲဆိုလို့ရှိရင်ကျွန်တော် page ရဲ့ chatbot မှာ auto reply နေဖြည့်ပေးဖို့အတွက်အဓိကကျွန်တော် OpenAI engine နဲ့ကျွန်တော် credit web ပြီးတော့သုံးတယ်ဒုတိယတစ်ခုအများဆုံးကကြတော့ကျွန်တော် ChatGPT သုံးတယ်ဘာလို့လဲဆိုကျွန်တော် content idea ထုတ်တဲ့အခါတွေနောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီ image generate လုပ်တဲ့အခါကျလို့ရှိရင် Gemini ထက်အများကြီးပိုကောင်းတယ်ဗျာတကယ် graphic designer တယောက်ဆွဲထားသလိုမျိုး quality ကိုထုတ်ပေးနိုင်တယ်မြန်မာစာတစ်ခါတလေမှားတာလေးတစ်ခုကလွယ်လို့ပေါ့လေဒါပေမဲ့ကျွန်တော်မှန်အောင်ပြင်ပြနေနေရှိရဲအဲ့တိုင်းပြင်ပြီးတော့သုံးတယ်နောက်တစ်ခုကကြတော့ကျွန်တော် Gemini သုံးတယ်ဘာအတွက်လဲဆိုရင်ကျွန်တော် video content တွေထုတ်တဲ့အခါကျလို့ရှိရင် Gemini ကနေထုတ်ပြီးတော့ယူသုံးပါတယ်ဘာမှသုံးလဲဆိုရင်ကျွန်တော် Google Flow မှာသွားပြီးသုံးဖြစ်တယ်နောက်တစ်ခုကကျွန်တော် Cloud AI သုံးတယ်အဓိကတော့ကျွန်တော် web app တွေရေးတဲ့အခါမှာ programming ပိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော် Cloud AI ကပို့ပြီးတော့အဆင်ပြေတယ်နောက်ဆုံးတစ်ခုအနေနဲ့ကကျွန်တော် publicity သုံးတယ်ဘာအတွက်လဲဆိုလို့ရှိရင် research တွေလုပ်တဲ့အခါကျလို့ရှိရင် publicity ကတခြား AI တွေထက်ပို့ပြီးတော့ဒီကြအချက်လက် real time data တွေထွက်လာတာများတယ်နောက်ပိုင်းမှာကျွန်တော် Gemini မှာလည်းဒီ research ဆိုပြီးပါလာတာမျိုးရှိတယ်ဆိုတော့အဲ့ရနေသုံးလို့ရှိရင်လည်းအဆင်ပြေပါတယ်ဆိုတော့ကျွန်တော်ဒါလက်ရှိသုံးခဲ့တဲ့ AI လေးပြပြပေးတာပါအဲ့တော့ AI 2တွေအများကြီးရှိတယ်AI တစ်ခုနာမည်ကြီးလာတယ်ပြောင်းသုံးတယ်နောက်တစ်ခုနာမည်ကြီးလာတယ်ပြောင်းသုံးတယ်အဲ့တော့ဟိုပြောင်းလိုက်ဒီပြောင်းလိုက်သုံးပြီးတော့အချိန်ကုန်မခံပါနဲ့ကျွန်တော်ကြံပေးချင်တာကတော့ကိုယ်လုပ်ငန်းနဲ့ကိုက်ညီမဲ့ကိုယ့်ရဲ့ workflow နဲ့ကိုက်ညီမဲ့ AI တစ်ခုကိုတည်တည်ချာချာကျွမ်းကျင်ဖြစ်အောင်လေ့လာပြီးတော့သုံးပါဒါဆိုလို့ရှိရင်ကျွန်တော်တို့က AI ကို effective ဖြစ်ခိုင်းပြီးတော့result output ကောင်းကောင်းတွေရအောင်ထုတ်နိုင်ပါတယ်ဆိုတော့အဆင်ပြေတင်ပါတယ် bye bye